12 လပိုင်းဒီဇင်ဘာလ1လတာကလပ်ပလုံးအတွက်ငွေကြေးတွေရန်ပွင့်လန်းပြီးတော့ငွေကန်ရန်ကောင်းစီတဲ့နေ့နံနေနဲ့ဝင်ကျန်းတဲ့ရေတရားကိုကျွန်တော်ယနေ့မျှဝေပေးပါမယ်။တနင်္ဂနွေတနင်္လာအင်္ဂါကြာသပတေးစနေသားသမီးတွေဟာဒီဇင်ဘာလတွေမှာငွေကန်ရန်ပွင့်လန်းပြီးတော့ဝင်ကျန်းစေပါမယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့တောကဖြစ်เสียမလိုဘဲနဲ့ငွေကန်ရန်တက်စေပြီးတော့လက်လာပါတွေအလုံးရင်ဝင်စီတဲ့နေ့နံပိုင်ရှင်တွေဖြစ်ပါတယ်။ထိုနေ့နံ၅ခုပိုင်ရှင်တွေဟာဒီဇင်ဘာလတွေမှာငွေကြေးရန်ပွင့်လန်းပြီးတော့ငွေနဲ့ပတ်သက်ပြီးတော့တောကဗျာပါတာဖြစ်เสียမလိုဘဲနဲ့ငွေကန်ရန်ပွင့်လန်းခြင်းလက်လာပါအလုံးရင်ဝင်ခြင်းစီးပွားတွေတိုးတက်စေခြင်းရုပ်တရက်ယာဓုတွေပါတွေတိုးတက်စေခြင်းပြီးတော့ယေဒနာဥစ္စာပစ္စည်းတစ်ခုကိုလက်ဆောင်ရရှိခြင်းဝမ်းသာစရာကိစ္စပေါ်ပေါက်ခြင်းစသည့်အကျိုးကျေးဇူးတွေနဲ့ပြည့်စုံစေပါတယ်ဒီတနင်္ဂနွေတနင်္လာအင်္ဂါကြာသပတေးစနေနေ့နံပိုင်ရှင်တွေကဒီ12လပိုင်းမှာငွေကြေးနဲ့ပတ်သက်ပြီးတော့လုံးဝတောကဗျာပါတာဖြစ်เสียမလိုဘဲနဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့သတင်းကောင်းတွေအများကြီးကြားစေပါတယ်ငွေကန်ရမ်းတက်ပြီးတော့ငွေကန်တက်တဲ့တက်အောင်လို့ဘာသာရေးများများလုပ်ပေးလေငွေဝင်ကားတာတွေလက်ခေါ်ကားတာတွေလက်လာပါပွင့်စေတဲ့ကားတာတွေဝင်ရေတရားတွေလက်ခေါ်ရေတရားတွေပြုလုပ်ပေးလေငွေကန်ရမ်းတက်ပြီးတော့ဒီ12လပိုင်းလတွေမှာအကျွေးကြေးခြင်းငွေကန်ရမ်းပွင့်လန်းပြီးတော့စိတ်ချမ်းသာနဲ့နေနိုင်ခြင်းပြီးတော့ကိုယ့်ကိုကူညီထောက်ပံ့မဲ့သူတွေပေါ်ပေါက်လာခြင်းပြီးတော့စိတ်ချမ်းသာနဲ့လှူနိုင်တန်းနိုင်တဲ့ကိစ္စတွေမှာပေါ်ပေါက်စေပါတယ်ဒီ12လပိုင်းလားစားတွေမှာဥဖြပြရတဲ့ငွေကြေးတွေကိုဖះเจ้าကနေကိုလှူဒန်းခြင်းဖះကိုရွှေဆိုင်ကတ်ခြင်းလူကြီးမိဘကိုကြော်ခြင်းမရှိသောသူများကိုကူညီထောက်ပံ့ခြင်းပြီးတော့ဟိန္ဒူဖះเจ้าတွေမှာအလှူဒါနပြုခြင်းစသည့်ကုသိုလ်ကောင်းမှုများပြုလုပ်လေငွေကန်အရန်မြင်မာပြီးတော့ဒီတလတာကာလပတ်လုံးမှာငွေကြီးအလုံးကြီးကိုဝင်ရောက်စေပါတယ်ဒီတလတာကာလပတ်လုံးမှာအရင်လတွေကတည်းငွေကြီးအမြောက်များအများအပြားဝင်ရောက်စေပါတယ်ယခု9ရက်သားသမီးအပေါင်းအတွက်ဝင်ကျန်းစီတဲ့ရေတရားကိုကျွန်တော်ယနေ့မျှဝေပေးပါမယ်9ရက်သားသမီးပေါင်းငွေကြီးလာလာပါအလုံးရင်းဝင်ပြီးတော့တလတာကာလပတ်လုံးငွေပေါ်တီသုံးနိုင်အောင်ဒီလိုမျိုးရွှေဖျောင်းနိုင်တဲ့ငွေဖျောင်းနိုင်ပေါ်မှာအရန်တိတ်ဒီအေးလာမယ်ဆိုတဲ့စလုံးလေးတွေရေးပြီးတော့ကိုယ့်ရဲ့ဂျိုတိုင်းမှာထွန်းကြီးပူဇော်ပြီးတော့အရဟံတိတ်ဒီဆိုတဲ့ဂုဏ်တော်ကိုကိုယ့်ရဲ့တက်စီပရိစိတ်ပေးရမှာဖြစ်ပါတယ်ပြီးတော့ဘုရားမှာရှိတဲ့ညောင်မင်းမှာရေကိုးကွက်လောင်းပြီးတော့ရုပ်ကစိုးဘိုးကြီးကိုမေတ္တာပို့အမျှဝေပြီးတော့ကိုလိုချင်တဲ့ကိစ္စဆုတောင်းခဲ့ပါငွေကြေးလက်လာပါတဲ့အလုံးရင်းဝင်ရောက်ပါစေဆိုပြီးတော့ဆုတောင်းခဲ့ပါဒီတလတာကာလပတ်လုံးငွေကြေးများအလုံးရင်းဝင်ရောက်စေပါလိမ့်မယ်9ရက်သားသမီးပေါင်းအိတ်စီတံအလိုရှိရသောပတ္တိတံတောင်းတသောဆုမြတ်ပေါင်းတို့သည်ခိတ်ပမူဟာတမိတ်စတုလင်းမြန်စွာပြည့်စုံရပါစေတည်းတပ်ပေခတ်သေးဥစုံလုံးစုံသောတင်ကပါအလောက်ကင်ဆိုင်ရာကိစ္စအပေါင်းတို့ပြိပူရန်တို့ပြည့်စုံရပါစေတည်းပဏရတိရောင်ကြီးတင်ရှုံးလားပြေဝန်းနှင့်နေဝန်းဆက်ကြကဲ့သို့ပမာများစွာနန္ဒကြံသမျှသည်လုံးဝပြည့်စုံအောင်မြင်ရပါစေတည်းခတ်သိမ်းသောစီးစေဥစ္စာရန်နာဝါဝါနှင့်ပြည့်စုံ၍လက်လာပါမို့ရွာသွန်းဖြိုးကြပါစေကုန်တ